အားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ပိုတိုရှော့ကိုအခြေခံလောက်ပဲတတ်ထားရုံနဲ့ပေါ့နော်အခုလိုကျွန်တော်တို့ဖုန်းနဲ့ရိုက်ထားတဲ့ပေါ့နော်ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ဒီ line စဉ်ပုံလေးတွေဘယ်လိုအလွယ်တကူလုပ်လို့ရလဲဆိုတာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ကပိုတိုရှော့တဲ့ကိုဒီဓာတ်ပုံတစ်ပုံထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာရင်လုံးမလဲဆိုတော့ site ရင်ထိုးအောင်ပေါ့နော်site ထိုးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ credo ဆိုတာလို့တွားမယ်နော်မအပေါ်နှိပ်လိုက်ရင်ရှေ့အမြလေးနဲ့ပေါ်လာမယ်နော်အပေါ်ဆုံးဟာပဲနော်ယူပြီးတာနဲ့ကျွန်တော်တို့က site ထိုးမှာပေါ့နော် line မို့ site ထိုးမှာဖြစ်တဲ့ဒီပုံမှာ white ဆိုတာရှိတယ် high ဆိုတာရှိတယ် resolution ဆိုတာရှိတယ်နော်အဲ့ဒါမှာကျွန်တော်တို့က white မှာဘယ်လောက်ထားမှလဲဆိုတော့1.4ဒါတရားနဲ့တရားမတူဘူးနော်ဒါကျွန်တော်ထိုးတဲ့ site ကိုကျွန်တော်ထားတာနော်ပြီးရင်ဒီမှာကျွန်တော် height မှာက1.8 resolution ကတော့300ပဲเนาะပုံမှန်ပြီးရင် bezel ရင် inch ပေါ့เนาะ okay ပြီးရတဲ့ကျွန်တော်တို့ကဒီမှာပုံကဒီနေထားဆိုမရသေးဘူးเนาะကျွန်တော်လိုချင်တဲ့နေထားကိုယူဖို့အတွက်ဒီ down လေးတွေကနေအထက်ကိုနည်းနည်းလေးချုံလိုက်မယ်เนาะဒီပခုံးဆက်လောက်ကိုမှန်းပြီးရင်ချုံလိုက်မယ်เนาะဒီပခုံးဆက်လောက်ဒီကျွန်တော်တို့ချုံလိုက်မယ်အဲ့ဒါဆိုကျွန်တော်တို့ခေါင်းမှာတားကျဲနေအောက်မှာတားကျင်းနေဆိုကျွန်တော်တို့ကဒီအလဲကောင်မောက်ကလေးနဲ့ထောက်ပြီးပေါ့လို့ဆွဲတင်လိုက်မယ်เนาะခေါင်းမှာလည်းအလောတော့ပေါ့เนาะဒါကြီးလေမထားနဲ့ပေါ့လောက်ဆင်ရရင်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမျက်နှာလေးဒီအလဲမျက်နှာကြောင်ကိုကြားရမယ်เนาะမကြောက်ဘူးဆိုတော့ကျွန်တော်ဒီဘက်ကနည်းနည်းလေးအထက်ကိုဆွဲတွင်းလိုက်မယ်โอเคဒီနေထားတဲ့တော့ပဲเนาะဒါကျွန်တော်အပေါ်နဲ့ဒီနေထားတော့ပဲကျွန်တော်မျက်နှာလေးကအလဲတဲသွားပြီအဓိကပခုံးစက်နှစ်ခုမတဲတာပြဿနာမရှိဘူးကျွန်တော်တို့မျက်နှာဒီအလဲတဲတဲ့မှာရှိရမယ်เนาะဒီနေထားရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအမှတ်ချက်လိုက်မယ်เนาะโอเคအမှတ်ချက်လိုက်ပြီဒါဆိုကျွန်တော်တို့က site ထိုးပြီးသွားရင်เนาะ site ထိုးပြီးသွားရင်ဆိုကျွန်တော်တို့ကဒီဘက်ချက်မှာရှိတဲ့ layer ကိုကျွန်တော်တို့က layer ပွားလိုက်မယ်เนาะ keyboard ကနေ control J ကိုကျွန်တော်တို့နှစ်ခါပွားလိုက်မယ်เนาะ control J ကိုနှစ်ခါနှိပ်လိုက်လို့ရှိရင်ဒီမှာ layer နှစ်ခုရတော့မယ်เนาะဒါနဲ့ကျွန်တော်တို့အခုနောက်ပိုင်းက line ပုံတွေဒီကျွန်တော်တို့ကနောက်ခံအဖြူအောင်ထည့်တာများတယ်เนาะအဲကျွန်တော်တို့ကအလဲ layer လေးမှာ double click နှိပ်လိုက်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာ color overlay ဆိုတဲ့နေရာလေးကိုနှိပ်ပြီးဒီမှာအဖြူအောင်တွားထည့်မယ်เนาะမှာဖြူအောင်တွားထည့်မယ်တကယ်လို့ color overlay ကဒီမှာမတွေးဘူးဆိုရင်ဒီမှာအောက်မှာ F8 ဆိုတဲ့နေရာလေးမှာတွားရှာလိုက်เนาะအမှတွေးလိမ့်မယ်เนาะဝေးတာဆိုဖြူအောင်ရောက်လာပြီဒါဆိုကျွန်တော်တို့ဖြူဟုတ်မဟုတ်ကောဘောက layer လေးကိုမျက်လုံးမှိတ်ကြည့်လိုက်မယ်เนาะโอเคဒီမှာဖြူအောင်ဖြစ်သွားပြီเนาะဒါဆိုကျွန်တော်တို့ဒီပုံလေးကိုပြင်မယ်เนาะပြင်မှာဖြစ်တဲ့ကျွန်တော်တို့အပေါ်ဆုံး layer လေးကို selection ပေးထားမယ်ပေးပြီးတာနဲ့မောက်ကိုမူတို့မှာထားမယ်เนาะမောက်ကိုမူတို့မှာထားမယ်ထားပြီးတာနဲ့ကျွန်တော်တို့ပုံလေးကိုအလဲမောင်ချိန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ factor နဲ့ camera raw factor ကိုနှိပ်မယ်เนาะနှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာ exposure တွေကျွန်တော်တို့အလင်းအမောင်เนาะ exposure ဒီအလင်းအမောင်ကျွန်တော်တို့ကဒီမှာတော့ကိုယ်ပုံပေါ်မူတည်ပြီးလို့ရှိရင်ကိုယ့်အကိုချိန်ကြည့်မယ်เนาะဘာလို့တရားနဲ့တရားရိုက်ထားတာမတူတဲ့အတွက်เนาะကျွန်တော်တို့ကကျွန်တော်ဒီမှာ exposure နည်းနည်းလေးပဲတင်မယ်ပုံကလည်းနည်းအဝါအောင်များနေကျွန်တော် temperature နည်းနည်းလေးလျှော့မယ်ပြီးရနဲ့ color လေးနည်းနည်းကြာနေရထင်လို့ရှိရင်အောက်ကဒီမှာ color ဘာနည်းနည်းလေးဆွဲတင်လိုက်เนาะနည်းနည်းလေးတင်မယ်ပြီးတာနဲ့ကျွန်တော်တို့ပုံကနည်းနည်းလေးဝါနေရဆိုဒီမှာเนาะ capture မှာနည်းနည်းလေးတင်အတင်းချလို့ကြည့်เนาะကိုပုံနဲ့ကိုเนาะပြီးရနဲ့ဒီမှာ customer ကျွန်တော်တို့ကအလင်းနည်းနည်းလေးတင်မယ်ပြီးရင်ပုံလေးကိုနည်းနည်းလေးမျက်နှာလေးချောကျင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီမှာ noise မှာเนาะနည်းနည်းလေးတင်လိုက်เนาะမျက်နှာလေးချောချောလေးဖြစ်ဒါကြီးလည်းမတင်ဒါတင်ဝါသွားလိမ့်မယ်เนาะโอเคပြီးရနဲ့မိတ်ကလေးပုံနေဆိုလို့ရှိရင်အများဆုံးကကျွန်တော်နှခမ်းနီဆိုးတာဒါလေးထပ်ပြီးရဲကျင်တယ်ဆိုတော့ restore လေးကိုကျွန်တော်တို့နည်းနည်းလေးဆွဲတင်လိုက်เนาะဒါကြီးလည်းမတင်နဲ့မျက်နှာရဲတော့မှာဆိုတော့เนาะโอเคဒီနေ့ထားဆိုကျွန်တော်တော်ပြီเนาะဒါဆိုရင်โอเคပေးလိုက်မယ်သူ့ကိုကျွန်တော်တို့ဒီတဲ့ပေါ်တော့ smooth ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ factor နဲ့ဒီမှာเนาะ potato ပေါ့ဆိုဒီဘေးမှာ scale fighter ဆိုတာရှိရเนาะအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်ကလစ်လိုက်မယ်ကလစ်အဲ့နေတာပေါ်တော့မယ်เนาะသူကဘာမှမလုပ်ရင်တော့မျက်နှာတော့ smooth ဖြစ်တယ်เนาะဒီကအဲ့ဒါဆိုကျွန်တော်တို့ကဒီအောက်ဆုံးကိုဆွဲချလိုက်เนาะဆွဲရဒီမှာ1 2 3 4ခုရှိရเนาะအဲ့ဒါလေးတွေကိုကျွန်တော်တို့ပုံဝင်နဲ့ light ဖက်မဲ့ lighting လေးကိုကျွန်တော်တို့ချိန်မှာပေါ့เนาะโอเคပြီးရင်ကျွန်တော်โอเคပေးလိုက်မယ်ဒါနဲ့ကျွန်တော်တို့မူရင်းပုံနဲ့ရှင်းကြည့်လိုက်မယ်เนาะအလဲကောင် background မျိုးလုံးမိထားတယ်ဒါကျွန်တော်တို့ပြင်ထားတဲ့ပုံဒီမှာသူ့ရဲ့မူရင်းပုံเนาะဒီမှာကျွန်တော်တို့ပြင်ထားတဲ့ပုံဒါနေထားသလောက်တော်တော်လေးကိုအဆင်ပြေသွားပြီเนาะဒါနဲ့ကျွန်တော်တို့ကနောက်ခံ background ဖြတ်တော့မယ်เนาะအပေါ်ဆုံး layer ကို selection ပေးမယ်ပြီးပြီးတော့နောက်ခံ background ဖြတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်မှာရှိတဲ့ property ဆိုတာတွားလိုက်เนาะတွားပြီးလို့ရှိရင်ဒီမှာ remove background ဆိုတာရှိရเนาะ2021နောက်ပိုင်းကအကုန်လုံးပါတယ်เนาะ remove background เนาะနောက်မှာ2021ရှေ့ပိုင်းကျွန်တော် CFI season 2015 2019ကိုကျွန်တော်နောက်မှာဒီပင်တိုးနဲ့ဘယ်လိုဖြတ်ရလဲဆိုတော့ထပ်ပြပေးမယ်เนาะခုတော့ကျွန်တော်တို့ဒီမှာ
ဘုံ background ကိုတစ်ချက်နှိပ်လိုက်background ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဒီမှာအောက်မှာနော်အပေါင်းလက္ခဏာလေးနဲ့ U layer လေးရှိအဲ့ဒါလေးတစ်ချက်ကလစ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာမယ်နော်ပေါ်လာဆိုလို့ရှိရင်အောက်ကဖြတ်ထားတဲ့ layer လေးကိုကျွန်တော် shot ကိုဖိတာနဲ့အောက်က layer ဖြတ်ထားတဲ့ layer လေးကိုတစ်ချက်ကလစ်လိုက်နော် shot ကိုဖိထားမယ်နော်အောက်က layer တစ်ချက်ကလစ်လိုက်အဲ့လို select ဝင်သွားပြီဆိုရင် keyboard ကနေ control နဲ့ E ကိုနှိပ်မယ်နော် okay ဒါ layer လေးဒီလိုဖြတ်သွားပြီအဲကျွန်တော်တို့ကိုအင်ကြီးသွားယူမယ်နော်ကိုအင်ကြီးသွားယူမယ်ကိုအင်ကြီးရှိတဲ့နေရာကိုကျွန်တော်တို့သွားလိုက်မယ်နော်ပြီးရနဲ့မောက်ကိုမူတိုးမှထားမယ်နော်ထားပြီးတာနဲ့ဒီမှာမျိုးတိမေးအင်ကြီးလေးကိုကျွန်တော်တို့ပုံဓာတ်ပုံပေါ်တွားတင်လိုက်မယ်ဒါဆိုအင်ကြီးကသေးတယ်လူကကြီးနေတယ်နော်ဒါဆိုရင်အချုံးချက်လုပ်ဖို့တဲ့ keyboard ကနေပြီးတော့ control နဲ့ T ကိုနှိပ်မယ်နော်နှိပ်ပြီးတာနဲ့ဒီ down လေးရနေကျွန်တော်တို့ဆွဲဆက်လိုက်နော် okay ဒီလောက်ဆင်ရပြီနော်ဒါဆိုရင်ကျွန်တော်တို့ကအင်ကြီးကတော့ကွက်တီပဲဒါမှမဟုတ်လဲမောက်ကမကိုက်ဘူးเนาะအဲ့ level မှာမကိုက်လို့ရှိရင်ကျွန်တော်တို့ဘာလုပ်အောင်မလဲဆိုဒီပေါ်မြားကွေးလေးရှိတယ်အဲ့ဒါတစ်ချက်ကလစ်လိုက်เนาะကလစ်လူမြင်းချောင်းလေးတွေပေါ်လာမယ်เนาะဒါဆိုကျွန်တော်တို့ဒီအလဲမှာဆက်ကလေးတွေရှိတယ်အဲ့ဒီဆက်ကလေးကနေကျွန်တော်တို့ကနေကိုလိုသလိုအင်ကြီးလေးကိုဆွဲဆန့်လို့ရတာเนาะโอเคဒီထက်ရောက်ပြီဆိုတော့ကျွန်တော်တို့ကအမှတ်ချက်ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ပုံလေးကအဆင်ပြေသွားပြီเนาะဒါမှမဟုတ်ကျွန်တော်တို့ဒီအောက်မှာတော့ဒီမာလေးကအထက်ကအင်ဂျင်စိမ့်ရောင်ပေါ်နေရเนาะအဲ့ဒီကောင်းလေးမပေါ်ခြင်းဘူးဆိုကျွန်တော်တို့ကအဒီအသားရောင်အစားထိုးမယ်ဆိုလို့ရှိရင်ဒီမှာ ground stand ဆိုတဲ့ရှင်ဒါလေးကိုယူမယ်ယူပြီးတာနဲ့အဝိုင်းလေးကိုကျွန်တော်တို့အချုံချက်လုပ်ချင်တယ်ဆိုလို့ရှိရင် keyboard မှာရှိတဲ့အဖွင့်ပိတ်ခွင်းလေးနဲ့ကျွန်တော်တို့အချုံချက်လုပ်လို့ရတယ်เนาะဒီကလူလေးမှာထားမယ်เนาะကျွန်တော်တို့ကလူကိုပြင်မှာဖြစ်တဲ့အတွက်လူလေးမှာထားမယ် ground stand ကိုယူမယ်ပြီးရင်ကျွန်တော်တို့အစားထိုးမဲ့နေရာမောက်ကို pointer ကိုထားမယ်ပြီးရင် keyboard ကနေပြီးရင် order key လေးကိုဖိထားမယ်ဖိပြီးမောက်ကနေလက်ညှိုးလေးနဲ့တစ်ချက်ကလစ်လိုက်ဒါဆိုဒီမှာအသားလေးပါလိုက်เนาะဒါဆိုကျွန်တော်တို့အစားထိုးမဲ့နေရာလေးကိုဒီမှာတစ်ချက်ချင်းဆွဲသွားလိုက်เนาะ okay ဒါဆိုအင်ကြီးလေးပြောက်သွားပြီဒါဆိုကျွန်တော်တို့ကနောက်က background ထည့်ပြီးသွားပြီအင်ကြီးနဲ့လဲပြီးသွားပြီဒီမှာဒါလေးကပုံနေရဆိုကျွန်တော်တို့ကဒီမှာခဲပြက်ကလေးကိုယူမယ်ယူပြီးတာနဲ့ကျွန်တော်တို့ဖြတ်လိုက်เนาะ okay ဒါအကုန်လုံးပြီးသွားပြီကျွန်တော်တို့ layer တွေပေါင်းတော့မှာเนาะပေါင်းမယ်ဆိုအပေါ်ဆုံး layer selection ပေးမယ် keyboard ကနေ shut ကိုပြီးထားပြီးအောက်ဆုံး layer ကိုမောင်းနဲ့တစ်ချက်ကလစ်လိုက်အဲ့လို off select ဝင်သွားပြီဆိုလို့ရှိရင် keyboard ကနေ control နဲ့ E ကိုနှိပ်ပြီး layer တွေပေါင်းလိုက်မယ်เนาะ okay ပေါင်းပြီးသွားပြီ layer ပေါင်းပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘေးမှာအဖြူ line ထည့်ဖို့အတွက်ကျွန်တော်တို့ image ကိုတွားမယ်တွားပြီးရင်ဒီမှာ cover size ဆိုတာရှိရเนาะဒါတစ်ချက်ကလစ်လိုက်ကလစ်လိုက်လို့ရှိရင်ဒီလို box လေးတစ်ခုတက်လာမယ်အဲ့ဒီမှာတစ်ခုသတိထားရမှာကကျွန်တော်ဒီကောင်လေးကိုအမှတ်ချက်ထားပေးရမယ်เนาะအမှတ်ချက်ထားပေးရမယ်အမှတ်ချက်ထားလိုက်ရင်ဒီမှာ00ပေါ်လာပြီဆိုလို့ရှိရင်ဒီညာတစ်ချက်ကလစ်မယ်ပြီးရင်ဒတ်မတက်5เนาะကျွန်တော်ထားတာအတိုင်းပဲကျွန်တော်လုပ်တယ်เนาะဒတ်မတက်5ပြီးရင်ဒီကနောက်မှာအင်ချက်ဖြစ်နေရမှာเนาะပြီးရင် okay ပေးလိုက်မယ်ဒါဆိုဘေးမှာ line လေးပေါ်သွားပြီပြီးရင်ကျွန်တော်ဘေးမှာ stroke ထည့်ပေးရမှာเนาะဘာဖြစ်လို့ stroke ထည့်တာလဲဆိုတော့ကျွန်တော်တို့ဓာတ်ပုံတွေပိုင်းညှက်တဲ့ခါကျရင်ကျွန်တော် line လေးတွေညီအောင်လို့ပေါ့เนาะအဲ keyboard ကနေ control နဲ့ A ကိုနှိပ်မယ်နှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာအတက်ထဲမှာကိုတွားပြီးလို့ရှိရင်ဒီမှာ stroke ဆိုတာရှိရင်เนาะဒီကောင်တစ်ချက်ကလစ်လိုက်ကလစ်ပြီးတော့ဒီမှာအစိမ်းရောင်လေးရှိမယ်ဒါကျွန်တော်ကြိုက်တဲ့ color ထားလို့ရတာเนาะဒါပေမဲ့အရောင်ထင်းနေမလှမှဆိုကျွန်တော်ဒီအရောင်လေးပဲထားလိုက်မယ်ပြီးရင် okay ပေးလိုက်ပြီးရင်ကျွန်တော်ဒီမှာ stroke တော့ဝင်သွားပြီဒီမှာ selection လေးရဝင်နေသေးတယ်အဲ selection ကိုဖြောက်ချင်တယ်ဆိုရင် control နဲ့ D ကိုနှိပ်မယ်เนาะအဲ selection ဖြောက်သွားပြီဒါဆိုကျွန်တော်တို့က A4 စာရိုက်မှာတွားစီတော့မှာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ file ကိုတွားမယ်တွားပြီးတော့ new ကိုတွားပြီးလို့ရှိရင်ကျွန်တော်ဒီမှာ print ဆိုတာရှိရနော်နှိပ်လိုက်ပြီးရင်ဒီမှာကျွန်တော် A4 ကိုယူမယ်ပြီးရင် create ကိုနှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီပုံလေးကိုဒီမှာတွားထည့်မှာဖြစ်တယ်နော်ဒါဆိုရင်အဲ့ဒီပုံလေးကိုကျွန်တော်တို့ကတွားထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ control J နဲ့ copy ယူလိုက် layer ပွားလိုက်မယ်နော် layer ပွားပြီးတွားရဆိုရင်ရွှေ့တဲ့ခါကျရင်เนาะကျွန်တော်တို့ပုံလေးကိုဒီမှာမောက်ကိုမူတို့မှထားမယ်ပုံလေးကိုကျွန်တော်ထောက်ထားမယ်เนาะမောက်ကလေးကိုလက်ညှိုးကမလုပ်ဘူးเนาะစားရှိတဲ့နေရာသွားမယ်အောက်ထိဆွဲချမယ်စားရပေါ်ရောက်မှကျွန်တော်တို့မောက်ကိုလက်ညှိုးလေးကိုလွှတ်လိုက်မှာเนาะโอเคပြီးရနဲ့နည်းနည်းလေးချဲလိုက်မယ်ပြီးရင်ကျွန်တော်တို့အဆင်ပြေလို့ပေါ့เนาะဒီမှာတပုံနဲ့တပုံနည်းနည်းလေးကပ်ပြီးစီးလိုက်မယ်เนาะဟော sorry တပုံနဲ့တပုံကျွန်တော်တို့ဒီမှာပုံလေးဒီထက်ရောက်လိုက်ရင်သူ့ကိုကျွန်တော်တို့စီးမယ်ဆိုရင် keyboard ကနေ control ချင်းနဲ့ပွားလို့ရသလို keyboard ကနေ order key လို့ဖိလိုက်လို့ရှိရင်ကျွန်တော်မြားလေးနှစ်ထပ်ဖြစ်သွားမှာเนาะဒါဆိုကျွန်တော်တို့လက်ညှိုးလေးနဲ့ဖိပြီးဆွဲလိုက်ပြီးရင် order key ကိုလွှတ်လိုက်တခါ order key ကိုဖိမယ်လက်ညှိုးလေးနဲ့တစ်ချက်ဆွဲလိုက်မယ်ပြီးရင် order key ကိုဖိမယ်မောက်ကလည်းလက်ညှိုးလေးနဲ့ဖိပြီးတစ်ချက်ဆွဲလိုက်မှာပေါ့เนาะပြီးရင်လွှတ်လိုက်ဒါမျိုးလေးပေါ့ဒါဆိုကျွန်တော်အဲ့လိုလေးရပွားသွားလို့ရတာเนาะ
okay ဒါပဲသူတို့လည်းကျွန်တော်လေယာပေါက်မယ်ဆိုရင်အပေါ်ဆုံးလေယာ selection ပေးမယ်အောက်ဆုံးပုံကိုကျွန်တော်တို့က shut ကိုဖိပြီးတစ်ချက်ကလေးလိုက်ပြီးရင် control နဲ့ e နဲ့နှိပ်လိုက်ဒါဆိုလေယာပေါင်းသွားပြီเนาะဒီမှာနောက်တော့ကျွန်တော်နောက်7ပုံလိုချင်တယ်ဆိုရင်အဲ့7ပုံအလိုပဲကျွန်တော် outer key လေးကိုဖိ mouse လေးနဲ့ဆွဲချလိုက်เนาะဒါဆိုကျွန်တော်တို့ကဒီမှာ7ပုံရသွားပြီပေါ့เนาะအဲ့ဒီနည်းလေးနဲ့ကျွန်တော်တို့ကဒီမှာအပြည့်ကျွန်တော်တို့စီးပြီးထုတ်လို့ရတယ်เนาะဒါမှမဟုတ်လည်းကျွန်တော်လိုချင်တဲ့လောက်ပဲထုတ်လို့ရတယ်เนาะโอเคဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲเนาะဒါကျွန်တော် line ပုံကိုကျွန်တော်အလွယ်တကူဘယ်လိုလုပ်ရမလဲဆိုတာရှင်းပြပေးတာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်เนาะကိုယ့်ရဲ့သုံးတာကြိုးရှိတယ်ဆိုတော့ like share လုပ်ပေးပါလို့တောင်းဆိုပါရเนาะ